ငှက်သားလေးဟိုးအပေါ်နေကြာတယ်ထဲမှာငှက်နှစ်ကောင်လေးရှိငှက်သားလေးနှစ်ကောင်ရှိဟောငှက်ပြီးစုပ်သားလေးဖြစ်လာဟောငှက်ပြီးစုပ်တက်လားအဲ့ဒီငှက်သားရေဆိုပြီးကျွန်တော်ငငယ်တော့ဆိုပြီးနားမလဲတဲ့ချိန်ကိုတက်လားငှက်သားလိုက်နှိုက်ကိုငယ်တော့ချိန်မှာကြီးလာကြအောင်တိတ်ရတာနာသားသမီးကိုခွဲကောင်းလေဆိုရအဲ့ဒါသူကြာနေရပြန်ချိတ်ပြီးရှာဘယ်ကကြာလာမင်းကိုမသိဘူးဆိုင်မှာကျွန်တော်လုံးလုံးနဲ့ဆိုင်ကျွတ်တင်တယောက်ကျွန်တော်လာပြီးရဘယ်ကနေကြာလာမှန်းမသိဘူးခင်ဗျာဦးလေးတစ်လုံးရှိတယ်ဟိုကြီးထွန်းနေဟုတ်ဘယ်နှကြတာအေးဒိုးလေးပေါ်ကြတာဟိုတပင်းမှာပတ်တင်ပေးလိုက်လေပြတင်ပေးပါလေပြချီဟုတ်လားမီဂျိုနဲ့ပြချီတော့ဗျာချစ်စရာလေးငှက်သားလေးတကယ်ချစ်စရာလေးတကယ်ကျွန်တော်တက်ပြီးတော့နော်လီကန်းတက်ပြီးအဲ့ဒီမီးအိမ်ပြန်ချိတ်ပြရတယ်မီးအိမ်ကသူလောက်တော့မသိကြည့်ရတော့ပေါ့သူအိမ်လောက်ရတာဘာနဲ့လောက်လဲမြစ်တယ်လည်းမဟုတ်ဘူးနော်ကျွန်တော်ဆိုင်ရပါတီဆိုမှာပက်လာတော့လားအဲ့ဒီဝတ်စာအငင်းတွေလိုက်ဆိုရအရင်ကတပုတ်ဗီဒီယိုတင်ရတစ်ခုကြည့်အဲ့အစတွေတော်တော်အိမ်တော့လောက်ကျွန်တော်အဲ့ဒီမီးအိမ်ရဲ့ဓာတ်လေးမှာပဲပြန်ချိတ်တယ်ကြတယ်သူမိကတော့ရှောက်ချရနော်ဆိုတော့သူတာပြကြတာမတွေ့ဘူးနောက်နေ့မနေ့ကျတော့သူအိမ်ပြန်လာခဲ့တယ်လေသူအတောင်တော့မစုံဘူးအတောင်ထောက်ကစားနေတာလေကျွန်တော်ဒီရတယ်ဒီတင်ပါလေဗျာအားလုံးဘိုင်